ရောက်တော့ပညာစမ်းမယ် စမ်းမယ် လာအခုဒီဘက်လာ ရတယ်ပြောဘာလို့ချင်အောင်ပြော ပညာစမ်းမယ် ဘယ်လိုချင်အောင်ပြော တယောက်နဲ့တယောက်မင်းကုန်းလေးတွေမေးမယ် ဟော မင်းကုန်းမေးတဲ့နေရာမှာရိုးတယ်မမေးဘူးနော် ဘယ်လိုမေးပါလဲ မေးတဲ့နေရာမှာဒုပရိသတ်ကိုဒီအိမ်နဲ့ကျွန်တော်နဲ့မေးတဲ့နေရာမှာ တခြားကြည့် အလောင်းအစာမေးမှာ ဘယ်လို အလောင်းအစာမေးမယ် ချီတို့လက်တို့နဲ့ အလောင်းအစာမေးတယ် အလောင်းအစာအတုပါအစာမတာအစာတေချင်းစိုးအစာကာလာနာအစာမင်းနေတာမူပွေးကိုက်အစာ သုံးလဲတယ်လဲအကောက်ရှုံးသေးတယ်တွေ့လားအဲ့တော့အကိုလည်းကျွန်တော်မေးပြေလုံးမယ်အမေးပြေလုံးတဲ့နေရာမှာ ဘာလဲမ လင်မန်းနဲ့ရိုက်ကြီး ဟောရဲ့ကြီး ချမယ်တကယ်လို့အကိုမေးတာကျွန်တော်မဖြေနိုင်ရင်အကိုကကျွန်တော်ကိုဒီလိုရိုက် မဖြေနိုင်အဲ့လိုရ မဖြေနိုင်လို့ရိုက် ရရလေမ တ ဖြေ ကယ် နိုင် လို့ဖြေနိုင်ရင် ဟုတ်တယ် ကျွန်တော်ကဒီလိုရိုက်မယ် ဖြေနိုင်အဲ့လိုရ ဖြေနိုင်ရင်ဒီလိုရိုက်မယ်မဖြေနိုင်ရင်ဒီလိုရိုက် ဟောအဲ့လိုလားနှစ်ယောက်ထဲလား ဖို့ချစ်ပါတယ်လေ ဖို့ချစ်ပါသေးလားဖြေနိုင်ရင်ဒီလိုရိုက်မဖြေနိုင်ရင်ဒီလိုရိုက်ငါတော့6ချက်မကောင်းမသိသေးဘူးဖို့ချစ်ရေးလာသမကွာတို့လောင်းစားလို့လာသမဖို့ချစ်ရေး အေး လောင်းစားလို့မရတကယ်လို့ငါမေးတာကိုမင်းမဖြေနိုင်ရင် ဟာတယ်လို့ရိုက်မှာမလား ခေါင်းကဘာလုပ်လာတော့ နေရဒါလို့ရိုက်မှာမသိလို့ငါဆောင်းလာတာလေ ရပြီအဲ့တော့ဒီကိုတော့မေးမယ်ပညာစမ်းမယ် ဟုတ်ပြီ ပညာစမ်းမယ်ဆိုတော့တယောက်ချင်းမေးရင်ကြားတယ်တို့ပြင်းသူကပြိတ္တလည်းစိုင်းတီးတာ9000ကျင်သေးတာအများကြီးပဲ ဟုတ်တယ် အဲ့တော့တယောက်ချင်းမမေးတော့ လောလောမှာ ကျွန်တော်ကနည်းနည်းဘဝတုတ္တနည်းနည်းစုံတဲ့ကောင်ဆိုတော့ ပြော နော်ခဏတို့ဘဝတုတ္တစုံတဲ့ကောင်ဆိုတော့ စုံလို့ နှစ်ယောက်တယောက်ပေးတယ် နှစ်ယောက်တယောက်ပေးအောင်မင်းဖင်ဖင်တော့ပါလို့ ဖင်သုံးပေါက်ပါတယ်ဟာဖင်သုံးပေါက်ပါ ရတယ်လေ ရတယ် နှစ်ယောက်တယောက်ပေးတယ် ရတော့ ချမယ်လား စတင်ပြီးတော့မေးမယ် မေး ဒါတော့ဘုရားကျွဲပါကောင်စတင်ပြီးတော့မေးမယ်မြန်မာနိုင်ငံမှာတဲ့တရားစိတ်ုံစောင့်ရင်ဖြစ်နိုင်တဲ့မြို့အဲ့ဒါဘာမြို့လို့ မြန်မာနိုင်ငံမှာတရားစိတ်ကိုစောင့်ရင်ဖြစ်နိုင်တဲ့မြို့သိတယ် ဘာမြို့လို့ ထန်းသုံးပင် မှားတယ်ကြံခင်းမြို့ ထန်းသုံးပင်လည်းချိုးပဲလေ ထန်းသုံးမိနစ်နဲ့စိတ်ုံစောင့်လို့မရဘူးကြံတစ်ခက်လိုက်လို့ရှိမှစိတ်ုံစောင့်လို့ရတာဘာမှလည်းမသိဘူးအဲ့ဒါကြောင့်ကြံခင်းမြို့ ကျုပ်အလက် သိ ပြေး ပြီ ပြီအပင်တကအပင်ထဲမှာလဲပြီးရင်ပြန်မထနိုင်တဲ့ပင်အဲ့ဒါဘာပင်တော့ အဲ့ဒါတော့ငါမေးပြောတာငါမှတ်မိတယ်ကွာလဲပြီးရင်ပြန်မထနိုင်တာဘလုံးပါပင် မှားတယ်လဲပင် လဲပင်ဘာဆိုင်လို့ကွာ ကိုကနာမည်ကိုကလဲပင်နဲ့လဲပြီးရင်ပြန်မထနိုင်လို့မလို့လဲပင် ဘောင်းတစ်ချက်ကြီးမေးလိုက်တော့ရအောင် ဘာလို့နှစ်ခါပြန်မေးတော့ မြို့တကမြို့ထဲမှာမိုးအမြဲရွာသွင်းတဲ့မြို့အဲ့ဒါဘာမြို့လို့ မုံမမြရွာသွင်းတာကိုင်းဝဲတဲ့ဒေသနဲ့နီးတဲ့မော်လမြိုင် မှားတယ်မိုးကောင်းမြို့ မိုးကောင်းကိုင်းဝဲတဲ့မနီးဘူးလေ နီးမနီးနာမည်ကမိုးကောင်းဆိုချင်းချောင်းမိုးကောင်းမြို့ အရာဝတ္ထုတွေထဲမှာ ကနေဦးငါပဲချင်းတက်မှမေးရမှာတော့ဟမ် နေမဲ့ပညာရှိသူပညာရှိသူ မေးကွာ အရာဝတ္ထုတွေထဲမှာအိန္ဒိယလူမျိုးကလွယ်ပြီးကျန်တဲ့လူမျိုးတွေမတ်သက်ရခိုင်းတဲ့အရာဝတ္ထုအဲ့ဒါဘာတော့ အဲ့ဒါဘိုးတိုင်း မှားတယ်ကလထိုင် ဘာဆိုင်လို့ မနာမည်ကူကလထိုင်နဲ့ကလားပဲထိုင်ကျန်တဲ့လူမတ်သက်ရဒါကြောင့်ကလထိုင် တစ်ချက်ကြီးမရိုက်တယ်လို့ ဘာလို့နှခါမေးတော့ မြို့တကမြို့ထဲမှာရည်စရာမလို့ ဘိုးတရားကွာ မင်းရကမလားတော့ရည်မမသိငုံမမသိမြို့တကမြို့ထဲမှာကလီစာတွေပေါ်တဲ့မြို့အဲ့ဒါဘာမြို့တော့ ကလီစာရီပေါ်တဲ့မြို့တယ်တိမဟုတ်ပင် မှားတယ်ဝမ်တွင်းမြို့ မဟုတ်ပင်ဥပါတယ်လေ မအူပင်ကတခုရင်ဝမ်တွင်းဆိုတာကလီစာတွေအကုန်ပါတယ်အဲ့ဒါကြောင့်မို့ဝမ်တွင်းမြို့ ကျုပ်အလက်အပင်တကအပင်ထဲမှာအမြဲတမ်းသွားနေတဲ့အပင်အဲ့ဒါဘာပင်တော့ အမြဲတမ်းသွားနေတာငွေရှင်ပင် မှားတယ်ရှောက်ပင် ရှောက်ပင်ဘယ်မှာသွားလို့တော့ ဟောတယ်လို့သွားတာရှောက်တာမဟုတ်တော့ဘာတော့ဒါကြောင့်ရှောက်ပင် ကလေးလေးပေါ့စီလေးလာကြီးလာမြို့တကမြို့ထဲကိုနွားတွေမဝင်အောင်အမြဲတမ်းဆုံးမတတ်တဲ့မြို့အဲ့ဒါဘာမြို့တော့ မြို့ထဲမှာနွားတွေမဝင်အောင်ဆုံးပါတယ်မြို့ဟာတီဗီ ဟာတယ် မြင်းချံ မှားတယ်နထိုးကြီး ဘာဆိုင်လို့ ဥပမာပြောလိုက်မယ်ဟောဒီကနွားကြီးကိုဟောဒီလိုထိုးလိုက်တော့အဲ့နွားကြီးကနာမန်းသိတော့နောက်မလာတော့ဘူးအဲ့ဒါကြောင့်မို့နထိုးကြီး အပင်တကအပင်ထဲမှာ သေပါပြီသေတော့မှာသေ ဒီ တော့ ခဏနေအောင်နော်နား
တွေကလီတွေထွက်နေလို့ခဏလေး တီတော့မှာကားအောင်လား ရပါတယ် ရပြီလို့ အပင်တကအပင်ထဲမှာစပားပင်နဲ့ဆွေမျိုးတော်တဲ့အပင်အဲ့ဒါဘာပင်တော့ စဘာပင်နဲ့ဆွေမျိုးတော်တာကိုင်းပင် မားတယ်ဇပလင် ဘာဆိုင်လို့တော့ ဟောနာမည်ကူကဇပလင်နဲ့စပားနဲ့လင်းတော်လို့မလို့ဇပလင် ခေကြီးကကြောက်စရာကောင်းတယ်နော်စပားတွေတောင်လင်ယူကုန်ပြီပေါ့စီ ဟုတ်ပါ မင်းကလည်းပြုံးပြုံးလေးနေပါပိတ်သက်တွေနဲ့ဘာလို့မျက်နှာကြီးကမဲ့နေရတော့ ကောင်းရိုက်ပါတော့ဘလို့ပြုံးနေတော့ဘာလို့ခါ နာပါဘူးကွာမင်းကလည်းလက်မလေးနဲ့အချက်100လောက်ရိုက်တာဘူးငါမင်းမယ်နော်လူပုံလူလောကစရောက်ရောက်ချင်းအမေစီကရတဲ့လက်ဆောင်ပစ္စည်းအဲ့ဒါဘာလဲ တိုင်မင်လို့ရလား တိုင်ပင်ချင်းရှိတယ်လူပုံလူလောကစရောက်ရောက်ချင်းအမေစီကရတဲ့လက်ဆောင်ပစ္စည်းအဲ့ဒါဘာတော့ ဟေး တိုင်ပင် ခွေးစီနော် မကြီးကအတက်ကြီးတော့နားလေတယ်အင်းနဲ့မကြီးကိုရှည်သွားမရှိတော့ဘူးအင်းနဲ့ ဟုတ်တယ်မလားဒီတခါတော့ကျွန်တော်စော်လိုက်တော့မယ်နော်ဒီတခါကျွန်တော်ရိုက်မယ်ခွေးစီနော်ပြီးရောဟာဟာပြီးပြီကွာ ရော ဟာတွေ့ပြီအမေစီကရတဲ့လက်ဆောင်ပစ္စည်း ဘာလဲ ဟာဟာခွေးစီ မားတယ်ချက်ကျိုး ခွေးစီလည်းလက်ဆောင်ပဲလေ ငါပြောတာရင်ရင်လေးမင်းပြောတာရိုင်းနေတာအဲ့ဒါကြောင့်မို့ချက်ကျိုး ကျုပ်ကလည်း ခင်ဗျားပြောတော့ခွေးစီဆိုဟုတ်ပါဘူးနော်ချက်ကျိုးတယ်ဝါရိုက်တော့ပေါ့ ကျုပ်ကလည်းမေးမယ် မင်းကွာ အနစ်တွေမေးမယ်ဥဒကဥထဲမှာဥဒကဥထဲမှာကြက်စားလို့မရတဲ့ဥအဲ့ဒါဘာဥတော့ ညီတို့မေးရမှာကိုကြောက်တာပေါ့ငါ လာတဲ့ဥမလာတဲ့တော့ တေးကြတယ်တေးကြတယ်စိန်စားဦးနော်ဒီတခါတော့ပေါက်ပေါက်ရိုက်ပါပြီတော်လိုက်တဲ့ကလေးမလေးငါတီးပြီ ဘာတော့ စိန်စားဦး မားတယ်ခွေးဥ အစငါစဉ်းစားတာခွေးဦးငါမှန်တဲ့ကိစ္စကိုငါလီ ဟာတော်ကြငါတို့မရ ငါမေးပြီတောက်လျှောက်ငါကမမေးရဘူးကွာမင်းတို့အသက်ဝင်လာတဲ့လူရှင်တော်ဆိုပြီးမင်းတို့ကြွယ်ဖိကြရင်ငါမေးတဲ့မင်းကိုမင်းတို့နှစ်ကောင်လည်းဖြေ ဖြစ်ပါပါ မျက်နှာကြီးအဲ့လောက်ထမ်းကြမလို့ပါဘူး ဟုတ်ဟုတ်ဟုတ်စိတ်တူတူခဲ့တယ် သူကစပရီ တေပါလုံးမမေးတယ်ကွာ အာဟေ့ဟိုကောင်ကြီးရိုက်တာနဲ့ရွာလူတွေနဲ့ဘာဆိုင်တော့ ကြွားဟုတ်ကဲ့ပါမေးတယ်ကွာဟုတ်ကဲ့လာခဲ့မေးတယ်ကွာ ပေါ့စီရဲတောင်းမှပါနဲ့မဟုတ်ပါဘူးငါကောင်ကြီးစိတ်လျှော့လိုက်ပါနောက်ဝဲမရိုက်ခိုင်းပါဘူးကွာတော်ပါတော့ ဖုန်းကြီးတွေပါမေးတယ်ကွာလာခဲ့ဖုန်းကြီးတွေပါမေးတယ်ဗျာ ဟာတော့မရ အဲ့ခွေးကိုပြင်လဲမေးမေးတယ်မေးကြီးပေးပါ ဘာမေးမှာတော့ပေါ့စီရဲစိတ်မဆိုးပါနဲ့ဟာမင်းဟာလေပေါ့စီရဲဘာမေးမှာတော့လို့ မေးပြီ မေးပါ ကျွန်တော်ချောလာရင်ဒါလေးပြောတာမအဲ့ဒီလုံးဆက်လို့ပါဘူးမောင်လေးဖြစ်ဆက်သွားတယ် ကဲလာ ခွေးဦးတယ်မားတယ်တော့တကယ်တမ်း သူတို့လည်းမေကြီးကလည်းမေကြီးစိတ်ထဲစိတ်ဝင်စားပြောလိုက်တယ် ကဲဒီဟင်းပေါ့စီ ရ ကဲအဲ့တော့ကျွန်တော်တို့တစ်ချင်းတစ်ပုတ်တောင်းဆိုထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ ဘာတောင်းဆိုထားလဲဆိုတော့ကျွန်တော်ကိုကြီးဟိုပွဲငားတဲ့အကိုမြင့်စော